အားလုံးပဲမင်္ဂလာပါကိုချုံ channel နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုလေးမှာပြောမယ့်အရာတော့အကသာပါပဲအကသာမှာဖော်လို့လीနော်ကျွန်တော်ရဲ့ကောင်းမှုရာလေးဟုတ်ဒါမှမဟုတ်တချို့ကတော့ထွေးရူးမဟုတ်ဘူးเนาะကျွန်တော်စိတ်ထဲရှိရလေးပေါ့ကျွန်တော်ဒီဆိုင်ဆရာကြီးဥတုမောင်စကားကိုပြောမှာဆိုလို့ရှိရင်တော့ကွန်စကားပေါ့ဟုတ်ဆိုင်ဆရာတခုလည်းမဟုတ်ပါဘူးသူပညာရှင်ပေါ့နော်ပြောဆောင်လေးလုပ်ပါသေးတယ်တချင်းနဲ့ဆိုတယ်ဆွဲဆုံးရပါတယ်ဥတုမောင်ပြောတဲ့စကားကွန်စကားပေါ့ငါမလို့ကွန်စကားလို့ပြောရတယ်ဆိုလို့ဒီမြားဖတ်မရပါလိမ့်နော်ဒါပေမဲ့ကွန်စားရပေါ့အဲ့လိုမျိုးပေါ့ဒါကျွန်တော်ပြောချင်တာလေးပေါ့နော်အဲ့ဒီမှာအကသာမှာကျွန်တော်ဒီခါတော့အာဆင်နယ်ကြောင်းမဟုတ်ပါဘူးကျွန်တော်အပေးတဲ့ပလေယာပေါ့လေအာဆင်နယ်မှာဆိုလို့ရှိပါကျွန်တော် honorary တော်တော်ကြိုက်တိုက်ဆင်မှုပါသူရဲ့အဲ့လိုမျိုးတောင်မန်းနဲ့ဆွဲပြေးလာတယ်ဘယ်တောင်မန်းအထူးသဖြင့်ဘယ်တောင်မန်းဆွဲပြေးလာပြီးညာကြီးနဲ့အဲ့ကိုသမားရဲ့ဘက်တောင်အကျဲပေါ့နော်ကျဲတောင်ဝေးဝိုက်ကန်တဲ့ style ကကျွန်တော်သဘောကျပါတယ်ကျွန်တော်ကလည်းလည်းဘောလုံးကစားတဲ့အခါမှာကြားရရှင်အဲ့လိုကန်ကြည့်ပါမကူပါဘူးဟုတ်ကဲ့ပလေယာတယောက်ပေါ့နော်ဒါတော့အစနေမှာဆို honorary ရှိတယ်ပေါ့တခြားကစားသမားတွေကြိုက်ပါတယ်နောက်ကိုသမားဆိုတော့ကိုသမားနောက်တော့မကြိုက်တဲ့ကစားသမားတွေတော့အများကြီးရှိပါတယ်နောက်နဲ့တင်လို့ပါဆိုရတကယ်ကြိုက်ခဲ့ပါတယ်အဲ့ဒီမှာမလို့ဆွဆွမြင်းမြင်းပေါ့နော် honorary တယောက်ကတော့ဆွဆွမြင်းကြိုက်ပြီးသားပါအခုအာဆင်နယ်နဲ့ပတ်သက်မှုမရှိဘူးဒီတိုင်းအပြင်ကစားသမားတယောက်ကိုဒီတိုင်းခြိုက်ဆုံးပြောပါဆိုလို့ရှိရင်တော့ကျွန်တော်ကြိုက်တာဒါအားလုံးသိရတဲ့ Messi ပေါ့နော် Messi ပဲကြိုက်တော့တယ်အဲ့တော့ဘာလို့ကြိုက်လဲဆိုတော့ဒီကသူ့ရဲ့အောင်မြင်မှုပေါ့သူ့ရဲ့ကစားပုံကစားဟန်ပါသူအဲ့လိုဘောလုံးလေးကိုတူပြီးဒါဆွဲသွားတဲ့အချိန်ကြီးအမှသူ့ရဲ့ body အရင်ကြီးနောက်ပြီးသူကိုသွင်းတဲ့အခါမှာသူ့ရဲ့ decision တွေပေါ့နော်ဘောလုံးကိုဘယ်လိုသွင်းမလဲနော်အဲ့လိုမျိုးကိုယ်လည်းကျွန်တော်အပြင်းကန်သွင်းတာမဟုတ်ပါဘူးသူအပျော်လေးနိုင်ပြီးသွင်းတာလေးရှိတယ်အဲ့ဒါခါလေးပြင်းကန်သွင်းတာရှိပါတယ်အဲ့လိုမျိုးပေါ့သူ့ရဲ့ထိချက်လေးတွေသူ့ရဲ့အရှိန်အနှွဲ့လေးတွေအဲ့လိုမျိုးလေးတွေနောက်သူ့ပတ်စင်လေးနော်ဒါပေးပြီးအရန်ကောင်းတယ်အဲ့လိုမျိုးလေးကိုကျွန်တော်ကြိုက်တယ်နောက်သူအသင်းသားတွေနဲ့သူ့ရဲ့စုဖွဲ့မှုစုစည်းမှုနောက်သူ့ရဲ့ဒီ lifestyle အဲ့လိုမျိုးလေးလက်ပေါ်ပါတယ်ဗောလေMessi ရတာကျွန်တော်ရဲ့ဒါကျွန်တော် iconic player ဟာ idol player အဲ့လိုမျိုးပေါ့လို့ပါအဲ့တော့ကျွန်တော်မရသူဒါ2020မှာဆိုလို့ရှိရင်ဒါတော့အားပေးခဲ့ပါတယ်ပိုလူပွဲဆိုတခြားအားပေးခဲ့ရသိချင်းခဲ့တယ်အဲ့နေရာလည်းတကယ်ကိုရင်ခုန်စိတ်လူချမှုပြေးပဲအာဂျင်တီးနားနဲ့ပြင်သစ်နဲ့တွေ့တာပြင်သစ်အဲ့လိုမျိုးငိုရင်သွင်းတယ်ငိုသွင်းပြီးတော့မှကျွန်တော်ငိုပြန်ပေးရတယ်အဲ့လိုချင်းနေမှာတော့ပနတီတီပေါ့နော်အဲ့လိုသုံးပနတီအချိန်ပုံမှန်တကူရသေးတယ်တကူရပြန်ပေးရပနတီအဲ့လိုမျိုးအချိန်တွေရတယ်ကျွန်တော်ပနတီတီကြည့်ပြီးတော့မှဖလာရခဲ့အရင်ပြောပါတယ်2006လောက်ပိုင်းလောက်ခနဲ့ကMessiစားတီလာပါလေဒါပေမဲ့ဘာကာပွဲတောင်ကြည့်ပြပါတယ်ပွဲကျတော့ကျွန်တော်ကြိုက်ဆုံးသားသမားဒါ Messi ပါMessi ကြောင့်ပြောချင်တာပါအဲ့တော့ခုနMessiရဲ့ကစားပုံလေးတွေMessiရဲ့ lifestyle လေးတွေကြိုက်ပါတယ်သူ့သက်ဆိုတာအခု38နှစ်လောက်ရောက်ပါပြီဒါဟိုတနေ့ကဆိုလို့ရှိရင်hat-trick သွင်းပါသေးတယ်နောက်တစ်ပွဲတော့မှ hat-trick ဖြစ်မလို့ပဲဒါပဲအဲ့လိုမျိုးပလက်တီမွေခဲ့တော့နောက်ကိုပဲသွင်းလိုက်တယ်ပေါ့လေနော်အဲ့တော့ကျွန်တော်အဓိကပြောချင်တာတော့ Messi ပေါ့ Messi ကိုကြိုက်တယ်အဲ့တော့သူတို့ကနောက်ထပ်တိတ်အများကြီးမကန်ရတော့ပါဘူးနော်တက်တဲ့38နှစ်ရှိနေပြီဆိုတော့ဒီကမ္ဘာဖလားထပ်ကန်တယ်တော့တစ်ချိန်ပေါ့တစ်ချိန်ပေါ့အဲ့အမှပြောစရာရှိတာMessi နဲ့ပြိုင်ဒါ Ronaldo ပေါ့နော်ကျွန်တော်ချစ်တယ်နဲ့ခေါ်တာသူ့ fan တွေခေါ်တာဒိုလေးပေါ့ကျွန်တော်လည်းသဘောကျပါတယ်သူကစားပုံကစားပေါက်သူရဲ့ကြိုးစားမှုဒါမချီးလို့မရတာဒီကတော့ပါတယ်Messi နဲ့ကစားပုံကြီးမတူပါဘူးကစားတဲ့နေရာချင်းလည်းမတူပါဘူးဒါပေမဲ့သူ့ကြိုးစားထုံးမှာအတိအကျပြရမှာပါအခုသူရတာသူသက်နော်ဒါ40ကျော်ပြီအဲ့ချင်းနဲ့သူကဘာဖလားကိုပြိုင်နေတော့မယ်ကြိုးစားနေသေးပဲကျွန်တော်တို့ကတော့ဒါ Messi fan တယောက်ဖြစ်တယ်ဆိုပေမဲ့ဒီနေ့မှာတော့ဒါဖြစ်နိုင်မှာဆိုရှင်ကျွန်တော်တို့ဒီ
ဒိုလေးကိုတော့ကျွန်တော်ကမ္ဘာဖလားရသေးခြင်းပါလေသူ့ရဲ့ကြိုးစားထုံးမှုတွေအတွက်သူဘောလုံးလောကအနာမီယူခင်မှာသူအတွက်ဖလားသလုံးပေါ့နော်သူရန်လိုချင်ပါပဲလေနော်ကမ္ဘာဖလားသူ့နိုင်ငံတွေယူသွားသေးခြင်းပါတယ်အဲ့တော့ဘယ်ဟာနဲ့ဘောလုံးလောကနိုင်လာကစားသမားတွေအများကြီးပါပဲဒါပေမဲ့ဒိုလေးကြိုးစားထုံးမှုကတော့တကယ်ပါတကယ်ကိုလေးစားကြအကောင်းပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ကမ္ဘာဖလားမှာတော့ဒါကျွန်တော်ကြိုက်တဲ့မက်ဆီဆိုတာထက်ကျွန်တော်ဒိုလေးကိုရသေးခြင်းပါလေသူပြည်တဲ့နဲ့သူပြောသေးခြင်းပါတယ်ပြီးတော့ကျွန်တော်ခိုင်းလို့ပဲကျွန်တော်ဒါဘောလုံးကစားအသင်းဖန်ချင်းဘောလုံးသမားဖန်ချင်းလေးစားမှုရှိဖို့လည်းတောင်းဆိုပါတယ်အားလုံးပဲစိုက်ကြပါဒီဒိုလေးကိုရသေးခြင်းပါတယ်